ဘိုက်ထွက်နေတာလေးကိုမတိတာအောင်လို့ဘယ်လိုလေးဝင့်မလဲအရေးကြီးဆုံးကတော့ top လေးတွေပါရွေးချယ်ရင် Peplan top ရင်ဘတ်အောက်ပိုင်းမှာကားနေတဲ့ top လေးတွေကကိုယ့်ရဲ့ bike ကိုမတိမတာလေးဖုံးကွယ်ပေးနိုင်တယ် V-neck wrap top V-neck ကကိုယ့်ရဲ့ကိုယ်ထည်လေးကိုပိုရှည်စေပြီးတော့ဒီလိုမျိုးခါနေရလေးမှာကျိုးချီလိုက်တဲ့ဟာကလည်းမတိမတာကိုယ့်ရဲ့ belly လေးတွေကိုအချိုးအစားပြည့်ပြည့်လှပစေမှာဖြစ်ပါတယ် red top ခါနေရလေးမှာအတွန်းတွန်းလေးတွေပါတဲ့အင်ကြီးဒီလိုမျိုးအင်ကြီးရဲ့အတွန်းတွန်းလေးတွေကကို bike ရဲ့အဖူးအထစ်လေးတွေကိုဖုံးကွယ်ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ bike ထွက်တာလေးကိုလုံးဝမပျောက်သွားစေပါလိမ့်မယ်နောက်ထပ် tips လေးတွေကတော့ပိတ်စအသားကလည်းအရေးကြီးပါတယ် bike ပူတယ်ဆိုရင်ဂျာစီအသားတွေလိုမျိုးအပြော့အသားတွေစာတင်လို့လိုမျိုးပိုးသားပြောင်နေရကိုယ့်ရဲ့အသားဆိုင်တွေကိုပေါ်လွင်အောင်ပို့ပြီးလုပ်ပေးနိုင်တဲ့အတွက်အဲ့ဒီအစားနည်းနည်းအသားထူတဲ့ stretcher ကြတဲ့အသားတောင်းတဲ့ contour တို့ဒါပုံစံမျိုးလေးတွေကိုချဲ့ထားကတော့အကောင်းဆုံးပါပဲဘောင်းမီမှာဆိုလို့ရှိရင်တော့ high waist လေးတွေဝတ်ပါနောက်ပြီးတော့ဘောင်းမီရဲ့ဒီခါပြားနေရာမှာခါပြားသေးတဲ့ဟာထက်ခါပြားကြီးဘောင်းမီတွေစကတ်လေးတွေကိုရွေးချယ်ပါနောက်တစ်ခုကတော့ဘတ်တန်အပွင့်အခက်တေးသေးလေးတွေကိုမတိမတာဝတ်မယ်ဆိုလို့ရှိရင်လည်းဘိုက်ပူတာလေးကိုလျော့ပါစေပါလိမ့်မယ်ဒီဗီဒီယိုလေးကကိုအတွက်အသုံးဝင်နေဆိုလို့ရှိရင်လည်း like and share comment လေးတွေပေးခဲ့ပါဦးเนาะဒီလိုမျိုးဗီဒီယိုလေးတွေအတွက် follow me for more